စိတ်ထားယုံညံ့တဲ့ပုဂ္ဂိုလ်တွေကစိတ်ထားယုံညံ့တဲ့ပုဂ္ဂိုလ်ချင်းပဲပေါင်းလို့ရတယ်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကစိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဗမာစကားနဲ့ရှင်းရှင်းပြောမယ်ဆိုရင်ဝါဒနာတုရပေါင်းတယ်ဆိုလို့ရှိရင်ဒီခေတ်လူတွေပို့နာလဲလားတိုးတော့ဝါဒနာဆိုတဲ့စကားလုံးကအစ္ဆတရားနဲ့မထုတတ်ဘူးအဲ့ဒါတတိထားဖို့လုပ်တယ်ဝါဒနာဆိုတာအထုံရနေခြင်းလို့သူရဲ့ literal meaning ကအထုံရနေခြင်းလို့ဆိုလို့တယ်အထုံရနေတယ်ဆိုတာဥပမာပဲကိုဝတ်တဲ့အဝတ်စားတွေမှာပယုတ်လုံးထည့်ထားရင်ပယုတ်လုံးအနံ့ဆွဲသွားရှင်မွေးထည့်သွားရင်ရင်မွေးအနံ့ဆွဲသွားအဲ့ဒါကိုအထုံရတယ်လို့ခေါ်တယ်အရက်ပလင်းဟာအရက်တွေသွန်ပြလိုက်တော့လည်းပဲအနံ့ကြမ်းတယ်အဲ့ဒါမျိုးဝါဒနာလို့ခေါ်တယ်နော်ငပိပလင်းဆိုရင်ငပိငံပြရေးပလင်းကိုငံပြရေးထည့်ထားတဲ့ပလင်းဒီငံပြရေးတွေကုံသွားလည်းပဲငံပြရေးအနံ့ကြမ်းတယ်ဝါဒနာရဲ့အဓိပ္ပာယ်ကိုပြောပြတာနော်ထို့တူပဲလောဘကြီးတဲ့ပုဂ္ဂိုလ်ကနောက်ဆုံးမှယဟန္တာဖြစ်လို့လောဘတောင်းလောဘကိုပယ်လိုက်တာတောင်းမှပဲသူကလူချင်းတဲ့အဆုံးအပြတယ်သူအဲ့ဒါဝါဒနာလို့ခေါ်တယ်ဆဲတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာတကယ်တော့ဒေါသနဲ့ဆဲတာမဟုတ်ပဲနဲ့ဝါဒနာပါလို့ဝါဒနာဖြစ်နေလို့နှုတ်ကြိုးနေလို့ဆဲတဲ့ပုဂ္ဂိုလ်ရှိတယ်ယဟန္တာဖြစ်သွားတာတောင်ပြင်လို့မရဘူးအဲ့ဒါဝါဒနာလို့ခေါ်တယ်ဘုရားစာပေထဲမှာရှင်ပိလိဏဝိဆာဆိုတာရှိတယ်သူကပြမနာလူမျိုးဖြစ်ပြီးတော့ဂျန်တဲ့လူမျိုးတွေကိုအောက်တန်းနောက်တန်းစမ်းလို့စိတ်ကထင်တယ်ဒါပေမဲ့ဘသူပဲတွေ့သူကအပေါ်စီးနဲ့ပြောတယ်ဟဲ့ငရုံးမှာဟဲ့တူယုံမှာဘသူပဲဖြစ်သူကဒီစကားလုံးကိုသုံးတယ်ပါဠိလိုတော့ဝတ္တလဆိုတာ Sunday နေ့အောက်တန်းစားလို့ခေါ်လိုက်တာဘယ်သူတွေ့သူကအောက်တန်းစားပဲနှုတ်ချိုးနေရှာတာလူမြင်လိုက်တာနဲ့အောက်တန်းစားလို့အဲ့နှုတ်ချိုးပြီးတော့ဖြစ်ပေါ်နေတာဝါဒနာလို့ခေါ်တယ်နော်ဒေါသနဲ့ပြောတာမဟုတ်ဘူးဒေါသနဲ့ပြောတာမဟုတ်ပေမဲ့ဒေါသမရှိတော့လည်းပဲဒေါသရဲ့အရေးရောင်တွေကကြမ်းနေတယ်အရက်တွေသွန်လိုက်တော့လဲအရက်နှံကြမ်းနေရတယ်အဲ့ဒါမျိုးမှာဝါဒနာလို့ခေါ်တာကောင်းတဲ့ဘက်ကိုစိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေဟာကောင်းတဲ့ဘက်မှာစိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲပူပေါင်းရတယ်မကောင်းတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေကမကောင်းတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့